Singapore ရဲ့ညဘက် scenery ပါအဲ့လိုဆိုတော့ lights တွေအကုန်ထွန်းထားတော့ဒီကားဆုပ်ပလုတ်ကလူဘူးမြင်းကြားကိုအတင်းသူကထိုးဝင်နေသေးတယ်အဲ့လိုကြတော့အမေရိကကိုတတိရတယ် US မှာဆိုရင်လမ်းကူးမယ်ဆိုလုံးဝရပ်ပေးထားပြီးတော့အေးဆေးပဲကားပေါ်ကလည်းလှမ်းပြုံးကြတယ်အေးဆေးကူးဆိုတဲ့ပုံစံမျိုးဘာတော့မှလို့ rush ဖြစ်တာမရှိဘူးဒီမှာကားတွေကမရဘူးမြင်းကြားရှိလဲသူတို့ကအတင်းcrossing ကစိတ်နေလဲအတင်းတိုးဝင်နေတယ်များသောဖြင့်လို့30ရာခိုင်နှုန်း40ရာခိုင်နှုန်းလောက်ကားတွေကအန်ဂယ်ထရမ်ကြီး travel ban ပြန်ဖွင့်မှာအန်ဂယ်ထရမ် travel ban ပြန်ဖွင့်တော့ LA နဲ့ San Fran ကိုတော့တွားလဲရမယ် Yay Singapore night scene ပါ